အခြေခံလစာရန်35,000ထိရရှိနိုင်တဲ့သူကုတဲ့ကောင်မဟာဆိုရင်စာကူရာလဲတန်းကျောင်းခွဲရဲ့လစာအကောင်းဆုံးနဲ့လူကြိုက်အများဆုံးထဲမှာပါပါရဲ့ရှင်ရန်ကုန်မှာဆိုရင်လဲတန်းအပြင်တာကေတာဒါမွေနဲ့မြောက်တကုံမျိုးနယ်တွေမှာလည်းတက်ရောက်နိုင်တယ်လို့လေကလာတက်ချင်တဲ့သူတွေအတွက်ယောက်ျားလေးအဆောင်မိန်းကလေးအဆောင်တွေရောစီစဉ်ပေးပါရဲ့ကောင်မအလုံးနဲ့ဂျပန်သွားတော့မယ်ဆိုရင်အဓိကသိထားတဲ့အချက်5ချက်ရှိပါရဲ့နံပါတ်1ချက်ကတော့ကောင်မကျွမ်းကျင်မှုလိုအပ်တယ်လို့မြန်မာရေမောင်းလိုက်စီရောလိုအပ်ပါရဲ့နံပါတ်2ချက်ကတော့ဂျပန်စာအောင်လက်မှတ်ပါအလောက်ကောက်စာပေါ်မူတည်ပြီး N4 Pass နဲ့ဝင်ဖြည့်လို့ရတာရှိတယ်လို့ N4 Pass ရောတိုးကုတဲ့ကာမောစာမေးပွဲရောအောင်ထားမှဖြည့်လို့ရတဲ့ပုံစံဆိုပြီး2မျိုးရှိပါမယ်။နံပါတ်3အချက်ကတော့အခြေခံလစာရရှိမှုအပိုင်းမှာရန်23,000ကနေ35,000အထိရရှိနိုင်တာကြောင့်ဂျပန်ကိုလည်းသွားချင်တဲ့လစာကောင်းကောင်းရချင်တဲ့သူတွေအတွက်အထူးတင်လျော်ပါတယ်။နံပါတ်4အချက်ကတော့ဆေးအောင်မို့လိုအပ်ပါမယ်။ဒါကြောင့်ဂျပန်ရောက်ဖို့အတွက်ဂျပန်စာလုပ်ဖို့လည်းအရေးကြီးတယ်လို့ကျမရေကောင်းမှုရောလိုအပ်ပါမယ်။နောက်ဆုံးနံပါတ်5အချက်ကတော့ဂျပန်စာစတင်ဖို့အတွက်မြင်မြန်ဆုံးဖြတ်ချက်ချဖို့လိုအပ်ပါမယ်။စာကူရာကျောင်းမှာဆိုရင်အလုံးမအားတဲ့သူတွေအတွက် Zoom class တွေ video class တွေရှိထားတယ်လို့အပြင်တင်တဲ့ချင်တဲ့သူတွေအတွက်ရန်ကုန်၊မန္တလေး၊တောင်ကြီး၊ပခုတ်ကူနဲ့မော်လမြိုင်မြို့များတွင်လည်းတက်ရောက်နိုင်ပါရဲ့ရှင်။စာကူရာကျောင်းရဲ့ရည်မှန်းချက်မှာဂျပန်စာရေးချင်းပြည့်မီသောကျောင်းသူကျောင်းသားများကိုမွေးထုတ်ပေးပြီးတော့အခြေတိုးအတွင်းအခွင့်အလမ်းကောင်းမြတ်ရရှိနိုင်စေရန်အကြံပေးနိုင်ရည်ပဲဖြစ်ပါရဲ့ရှင်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ရှင်။